မြန်မာသမိုင်းရဲ့အနှစ်40စစ်ပွဲကြီးအတွင်းမှာရန်သူတွေနာမည်ကြားယုံနဲ့သွေးပြက်ခဲ့ရတဲ့စစ်တီတော်တူရှိခဲ့ပူပါတယ်။သူကစစ်သေးနာပတိဆိုတာထက်ရှေ့တန်းမှာကိုယ်တိုင်ဓာတ်ဆွဲပြီးရန်သူတက်ထဲဝုန်းရတာကိုသဘောကျတယ်။ကိုခံပညာနဲ့ရဲစွမ်းတတိမှာပြိုင်ဘက်မရှိတဲ့ကွန်မန်ဒိုစတိုင်မျိုးဖြစ်ပါတယ်။သူကတော့ငါလက်ကိုအိမ်ကတေးချင်းတဲ့ကောင်ချိတ်တက်ခဲ့ဟန်တာဝတီရဲ့မရှိမဖြစ်လက်ယုံစစ်သူကြီးလက်ခွန်းအိမ်ပါပဲရာဇက်ဒရက်နဲ့မင်းခေါင်တို့အားပြောင်ကြတဲ့ခင်မှာလက်ကွန်းအိမ်ရဲ့တိုက်ခိုက်ရေးစတိုင်ကအားလုံးထက်ထူးခြားနေပါတယ်သူဟာခစ်တဲ့အထူးတပ်ဖွဲ့ Special Force တွေလိုပဲညဘက်ကင်းပုံးစစ်စင်ရေးတွေကိုသဘောကျတယ်ရန်သူတွေတတိလက်လွတ်ဖြစ်နေမဲ့ညတန်းခေါင်အချိန်ရေအောက်ကနေတိတ်တဆိတ်ရေငုပ်ပြီးရန်သူစခန်းစီကတ်သွားလိရှိပါတယ်လက်ကွန်းအိမ်ကရဲဘော်ရဲဘက်စိတ်လဲအပြည့်ရှိသူပါတစ်ချိန်မှာတော့သူ့ရဲ့လှုပ်ဖို့ကိုင်းဖန့်စစ်သူကြီးတမင်ပယံရန်သူဝိုင်းရံမှုချထဲမှာပိတ်မိပြီးအသက်အန္တရာယ်ကြုံနေရပါတယ်အဲ့ဒီအချိန်မှာလက်ကွန်းအိမ်ဟာနောက်ဆုတ်မပြေပဲသူ့ရဲ့မြင်းကိုအရှိန်ကုန်တင်ပြီးရန်သူဗဟိုချမ်းမစီတကိုယ်တော်ဇွတ်တိုးဝင်သွားခဲ့ပါတယ်ရန်သူစစ်တီတွေကြားတဲ့ဓာချင်းခုတ်ရင်သူဟာဒလောကလုံးဟင်းထွက်သွားအောင်ကြွေးကြော်ခဲ့ပါတယ်ငါလက်ခွန်းအိမ်ကွာတီချင်းနဲ့ကောင်ရှေ့တက်ခဲ့အဲ့ဒီရဲစွမ်းတက်တီကြောင့်ရန်သူတွေလန့်ဖြန့်ကုန်ပြီးလမ်းဖယ်ပေးခဲ့ရလို့တမိန်ပယံကိုတီမင်းလက်ကနေပြေးတင်နိုင်ခဲ့ပါတယ်ဒါပေမဲ့တိုက်ပွဲတိုင်းနိုင်ခဲ့တဲ့ဒီကွန်မန်ဒိုကြီးအတွက်နောက်ဆုံးအချိန်ကရောက်လာခဲ့ပါတယ်သူ့ရဲ့နောက်ဆုံးတိုက်ပွဲမှာဒဏ်ရာတွေရနေပြီမဲ့သူဟာစုတ်ခွာဖို့ကိုအပြတ်သက်ညှင်းဆန်ခဲ့တယ်လက်ကုန်းအိမ်ရဲ့ကြောက်မက်ဖွယ်လက်ယုံရီချောင်းရန်သူတွေဟာအနားမကပ်ရတော့ပဲအဝေးကနေမြားတွေလှန်တွေနဲ့သာဝိုင်းပစ်ခဲ့ရပါတယ်သူဟာလဲကြခါနီအချိန်မှတော့ဒူးမထောက်ခဲ့ပါဘူးဓားကိုမြေကြီးမှာတောက်ထောက်ရန်သူတွေကိုမတ်မတ်ရက်ကြည့်ရင်တကက်ချင်းတိတကောင်လို့ရဲရဲဝုံကိုအသက်ပြောက်သွားခဲ့ပါတယ်လက်ကုန်းအိမ်ကြဆုံးကြောင်းကြားရတဲ့အခါမွန်းပရင်ရာစာထီးတဲ့ဟာငါရဲ့လက်ရလက်ယုံကြီးကျိုးလီပြီးဆိုပြီးနှမျောတတာဖြစ်ခဲ့ရပါတယ်သူဟာစစ်ပြူဟာတွေချပြီးနောက်တန်းမှာหนีခဲ့တဲ့စစ်သူကြီးမဟုတ်ပါဘူးရန်သူအလေမှာဓာချင်းခတ်ရတာကိုမျက်နှိုးခဲ့တဲ့တကက် real action hero တူပါမြမတမိုင်းကဒီလိုကွန်မန်ဒိုစတိုင်စစ်သူကြီးလက်ကုန်းအိမ်ရဲ့အကြောင်းကိုတင်ခေါဘလူထင်ပါတယ်ကွန်မန်မှာရေးပြီးခဲ့ပါဦးအဆုံးထိကြည့်ရှုပြီးတဲ့တယောက်ချင်းစီတိုင်းကိုကြည်စုတင်ပါ